ရှေးခေတ်ဂရိနိုင်ငံတီးပဲမြို့ကိုဘရင်လေးယက်စ်နဲ့မိဖုရားဂျိုကာစတာတို့အုပ်ချုပ်နေချိန်မှာသူတို့မှာသားတစ်ယောက်မွေးဖွားလာခဲ့ပါတယ်။သို့တော့ကလေးမွေးဖွားပြီးမကြာမီမှာပင်ဒယ်ဖီဖုရားကျောင်းကနေကြောက်မက်ဖွယ်ကောင်းတဲ့ဗေဒင်ဟောချက်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ဒီကလေးဟာအရွယ်ရောက်လာတဲ့အခါသူ့ရဲ့ဖခင်ကိုတတ်ပြီးသူ့ရဲ့မိခင်နဲ့လက်ထက်ကမိဖုရားမြောက်လိုက်မယ်။ဒီဖုရားဟောကြောင့်ဘရင်လေးယက်စ်နဲ့မိဖုရားဂျိုကာစတာတို့ဟာအလွန်ထိတ်လန့်သွားကြပြီးသူတို့ရဲ့ကံကြမ္မာကိုရှောင်ရှားဖို့အတွက်ငွေကင်းစကလေးရဲ့ခြေဝါးနှစ်ဖက်ကိုတန်ကြွနဲ့ဖောက်ပြီးကစ်တီရွန်တောင်ကုန်းပေါ်မှာဆွန့်ပစ်ခဲ့ပါတယ်။ဆွန့်ပစ်ခံရတဲ့ Oedipus ကိုကောရီနတုမျိုးကတိုးထိန်တဦးကရှာဖွေတွေ့ရှိခဲ့ပြီးကောရီနတုဘရင် Polybus နဲ့မိဖုရား Merope တို့ထံခေါ်ဆောင်သွားခဲ့ပါတယ်။ Polybus တို့ဇနီးမောင်နှံမှာသားသမီးမရှိတဲ့အတွက် Oedipus ကိုသူတို့ရဲ့သားအရင်းလိုချစ်ခင်စွာမွေးမြူခဲ့ကြပါတယ်။ Oedipus ဟာသူတို့ကိုမိဘအရင်းလိုပဲထင်ခဲ့ပါတယ်။ Oedipus အရွယ်ရောက်လာတဲ့အခါသူတို့ဟာမိဘအရင်းမဟုတ်ဘူးဆိုတဲ့ကောလာဟလတွေကြားခဲ့ရပါတယ်။အဲ့ဒီအခါသူဟာဒယ်ဖီဖုရားကျောင်းကိုတွားရောက်ပြီးသူ့ရဲ့အရင်းမြစ်ကိုမေးမြန်းခဲ့ပါတယ်။ဖုရားကျောင်းကသူ့ကိုတိုက်ရိုက်မဖြေဘဲရှေးဟောင်းဖုရားဟောကိုသာပြန်ဟောလိုက်ပါတယ်။မင်းဟာမင်းရဲ့ဖခင်ကိုတတ်ပြီးမိခင်နဲ့လက်ထပ်ရလိမ့်မယ်။ဒီဖုရားဟောကိုကြားတဲ့အခါ Oedipus ဟာသူ့ကိုမွေးစားခဲ့တဲ့ကောရီနတုဘရင် Polybus နဲ့မိဖုရား Merope တို့ကိုအန္တရာယ်မဖြစ်စေဖို့အတွက်ကောရီနတုမျိုးကနေဘယ်တော့မှမပြန်တော့ဖို့ဆုံးဖြတ်ပြီးခရီးထွက်ခဲ့ပါတယ်။ခီးလမ်းမှာ Oedipus ဟာလမ်းစုံလမ်းခွက်တစ်ခုကိုရောက်လာခဲ့ပါတယ်။အဲ့ဒီမှာမြင်းရထားတစ်စီးနဲ့ဆုံတွေ့ပြီးလမ်းဖက်ပေးဖို့အငင်းပွားမှုဖြစ်ပွားခဲ့ပါတယ်။ခီးသည်တွေနဲ့ရထားမောင်းသမားက Oedipus ကိုရိုက်နှက်ကြတဲ့အတွက် Oedipus ဟာဒေါသထွက်ပြီးအဲ့ဒီသူတွေကိုပြန်လည်တိုက်ခိုက်ခဲ့ရမှာရထားပေါ်ပါလာသူတွေအားလုံးကိုတပ်ဖြတ်ပစ်လိုက်ပါတယ်။အဲ့ဒီလိုတပ်ဖြတ်လိုက်တဲ့လူတွေထဲမှာ Oedipus ရဲ့ဖခင်ရင်ဖြစ်သူတီးပဲဘရင်လေးယက်စ်လည်းပါဝင်ခဲ့ပါတယ်။ထိုအချိန်မှာတီးပဲမြို့ဟာဆပ်ဖင်လို့ခေါ်တဲ့ကြားခန္ဓာကိုအမျိုးသမီးကောင်းရှိတဲ့တရဝကြီးရဲ့ချင်းချောက်မှုကိုခံနေရပါတယ်။ဆပ်ဖင်ဟာလူတိုင်းကိုပဟေးလီမေးပြီးမဖြေနိုင်ရင်စားတော့ရရှိပါတယ်။ Oedipus ဟာတီးပဲမြို့ကိုရောက်တဲ့အခါဆပ်ဖင်နဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဆပ်ဖင်ကမေးတဲ့ပဟေးလီမှာနန်းနက်ခင်းတွင်ခြေလေးချောင်းနေ့လယ်တွင်ခြေနှစ်ချောင်းညနေတွင်ခြေသုံးချောင်းဖြစ်သွားသောတရဝကမြည်သူနဲ့လို့မေးခဲ့ပါတယ်။ Oedipus ကလူသားကလေးဘဝမှာလေးဘက်သွားအရွယ်ရောက်ရင်ခြေနှစ်ချောင်းအိုမင်းရင်တုတ်ကောက်နဲ့ခြေသုံးချောင်းလို့အဖြေမှန်ကိုဖြေကြားခဲ့ပါတယ်။အဖြေမှန်ကြောင့်ဆပ်ဖင်ဟာရှက်ရွံ့စွာနဲ့ကိုတက်တည်သွားခဲ့ပါတယ်။တီးပဲမြို့သားတွေဟာ Oedipus ကိုသူတို့ရဲ့ကယ်တင်ရှင်အဖြစ်ဂုဏ်ပြုခဲ့ပြီးထီးနှံလက်လက်နေတဲ့တီးပဲထီးနှံကိုတက်ဖို့ဖိတ်ခေါ်ခဲ့ပါတယ်။ထို့အပြင်ထုံးတမ်းစင်လာတိုင်းဘရင်ခံယူရာမှာမိုးဆိုးမဖြစ်နေတဲ့မိခင်အရင်ဖြစ်သူမိဖုရားဂျိုကာစတာကိုမိဖုရားအဖြစ်လက်ထပ်ပေးလိုက်ပါတယ်။မိဖုရားဟာမိခင်အရင်ဖြစ်ကြောင်းမသိကြပါဘူး။နှစ်ပေါင်းများစွာကြာတဲ့အခါ Oedipus နဲ့ဂျိုကာစတာတို့ဟာသားသမီးများစွာရရှိခဲ့ကြပြီးချမ်းသာစွာနေထိုင်ခဲ့ကြတယ်လို့ထင်ခဲ့ကြပါတယ်။သို့တော့တီးပဲမြို့မှာယောဂဝေဒနာနဲ့ဘေးဆိုးများဆက်တိုက်ကြရောက်လာတဲ့အခါဘရင်ဟောင်းလေးယက်စ်ကိုတတ်ခဲ့တဲ့လူသက်သမားကိုရှာဖွေဖို့အတွက် Oedipus ကဆုံးဖြတ်ခဲ့ပါတယ်။သူစုံစမ်းစစ်ဆေးမှုတွေလုပ်ရင်းရှေးဟောင်းတို့ထိန်ဘရင်ဟောင်းရဲ့အစီခံဟောင်းတွေကိုမေးမြန်းရင်းနဲ့အမှန်တရားအလုံးပေါ်ပေါက်လာခဲ့ပါတယ်။သူဟာကောရီနတုဘရင်ရဲ့တားရင်မဟုတ်ကြောင်းလန်ခီမှာသူတက်ခဲ့တဲ့သူဟာသူ့ရဲ့ဖခင်ရင်ဘရင်လေးယက်စ်ဖြစ်ကြောင်းသူလက်ထပ်ခဲ့တဲ့မိဖုရားဂျိုကာစတာဟာသူ့ရဲ့မိခင်အရင်ဖြစ်ကြောင်းသိခဲ့ရပါတယ်။အမှန်တရားကိုသိလိုက်တဲ့အခါမိဖုရားဂျိုကာစတာဟာကြေကွဲဝမ်းနည်းမှုဖြင့်မိမိကိုကြိုးဆွဲချတတ်သိခဲ့ပါတယ်။ Oedipus ကလည်းမိမိဖခင်ကိုတတ်ပြီးမိခင်နဲ့လက်ထပ်မိတဲ့အဖြစ်ဆိုကိုနားလည်ပြီးနောက်အလွန်ရှက်ရွံ့ဝမ်းနည်းသွားခဲ့ပါတယ်။ထို့ကြောင့်သူဟာမိခင်မိဖုရားရဲ့ရွှေတံဆိပ်ချိတ်ထားတဲ့အဝတ်စားတွေကတန်ကြုံများကိုယူပြီးသူ့ရဲ့မျက်လုံးနှစ်ဖက်ကိုထိုးဖောက်ကကိုကန်းအောင်လှုပ်ပစ်လိုက်ပြီးထီးနှံကိုဆွတ်လွတ်ကသားသမီးများနဲ့အတူတောင်းရမ်းစားတောက်ဖို့မြို့ပြင်ကိုထွက်ခွာသွားခဲ့ပါတော့တယ်။ဘရင်လေးယက်စ်မိဖုရားဂျိုကာစတာနှင့် Oedipus တို့သည်ဖုရားဟောကိုကြောက်ရွံ့၍ရှောင်ရှားရန်ကြိုးစားခဲ့ကြတော့လဲသူတို့၏ကြိုးပမ်းမှုတိုင်းကထိုဟောစတန်းကိုအမှန်တကယ်ဖြစ်မြောက်စေခဲ့သည့်လူသားတို့သည်မိမိတို့၏ဘဝကိုထိန်းချုပ်နိုင်သည်ဟုထင်ရတော့လဲကြီးမြတ်သောကံကြမ္မာသို့မဟုတ်နတ်ဖုရားများ၏ဆန္ဒကိုလုံးဝရှောင်လွှဲ၍မရနိုင်ပါအချို့သောကံကြမ္မာများကိုလက်ခံရန်နှင့်မာနကြီးစွာဖြင့်ဖုရားဟောကိုဆန့်ကျင်ရန်မကြိုးစားသင့်ပါဒါသည်လူသား၏ကန့်သက်ချက်ကိုဖော်ပြပေးပါတယ်။ဘရင်လေးယက်စ်နှင့်ဂျိုကာစတာတို့သည်ဖုရားကျောင်း၏ဗေဒင်ကိုကြားသည့်အခါကံကြမ္မာကိုကျော်လွှားနိုင်မည်ဟုမာနကြီးစွာယူဆပြီးသားကိုစွန့်ပစ်ခဲ့သည်။ Oedipus ကိုယ်တိုင်လည်းကောရီနတုမှထွက်ခွာခဲ့ပြီးသူ၏ကံကြမ္မာကိုလှည့်စားနိုင်သည်ဟုယုံကြည်ခဲ့သည်မာနကြီးခြင်းသည်ဂရိဒဏ္ဍာရီများတွင်အကြီးမားဆုံးသောပြစ်ဒဏ်ဖြစ်သည်မိမိကိုယ်နတ်ဖုရားများသို့မဟုတ်ကံကြမ္မာထက်သာလွန်သည်ဟုယူဆခြင်းသည်နောက်ဆုံးတွင်မိမိကိုယ်ဖျက်ဆီးစေပါတယ်။ Oedipus သည်သူ၏ဖခင်နှင့်မိခင်ကိုမသိဘဲနှစ်ပေါင်းများစွာနေထိုင်ခဲ့ရသည်အမှန်တရားကိုသိရှိသောအခါမှသာသူ့ဘဝ၏ဒုက္ခအစစ်အမှန်ကိုနားလည်ခဲ့သည်ဒယ်ဖီဘုရားကျောင်း၏မူလဆောင်ပုဒ်ဖြစ်သောမိမိကိုသိရှိခြင်းသည် Oedipus ဇာတ်လမ်း၏ဗဟိုအချက်ဖြစ်သည်မိမိ၏မူလဇစ်မြစ်ကိုယ်ရည်ကိုယ်သွေးနှင့်အခြေအနေမှန်ကိုမသိဘဲနေထိုင်ခြင်းသည်မျက်စိကန်းသူကဲ့သို့အန္တရာယ်များကိုဖန်တီးနိုင်သည်နောက်ဆုံးတွင်မျက်လုံးကိုဖောက်လိုက်ခြင်းသည်သူ၏အတွင်းစိတ်မျက်စိကန်းမှုကိုသင်္ကေတပြခြင်းဖြစ်ပါတယ်Oedipus သည်အမှန်တရားကိုမသိမချင်းအောင်မြင်သောဘရင်တစ်ပါးအဖြစ်ပျော်ရွှင်စွာနေထိုင်နိုင်ခဲ့သည်အမှန်တရားကိုရှာဖွေတွေ့ရှိသည့်အခါပျော်ရွှင်မှုအလုံးပျက်စီးသွားပြီးဝမ်းနည်းဖွယ်အဖြစ်ဆိုးနှင့်ရင်ဆိုင်ရသည်အမှန်တရားသည်လွတ်လပ်မှုကိုပေးနိုင်တဲ့ကဲ့သို့တခါတရံတွင်မခံမရက်နိုင်အောင်နာကျင်စေသောဝင်ထုတ်ဝင်ပိုးကိုလည်းပေးနိုင်သည်လူသားသည်အမှန်တရားကိုရင်ဆိုင်ရန်အမြဲတမ်းအသင့်ရှိနေပါစေပုံပြင်လေးအဆုံးထိနားထောင်ပေးကြလို့ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ